ကဘာဒီအခု sorry အခု Stella sorry အခု Stella ဆော့ပြပင်ခင်ရတော့ခုနပါစုဆော့ပြရတဲ့ထဲမှာဖတ်ထူးလေးပဲဖြစ်ပါတယ်ဖတ်ထူးမှာကျတော့ပါစုမဟုတ်ပဲနဲ့ fashion လေးပဲဖြစ်ပါတယ် fashion အရင်ဆုံးသွားပါမယ်10ဝဲဆော့ပြပါမယ်ပြောထားတဲ့အတိုင်းmobile chat ကိုလည်းဒီညနေတင်ပေးပါမယ်ဒီညနေ9ပုတ်တီတီတင်ပေးပါမယ်9ပုတ်တီတီဆိုတာကဒီ၄ခုလုံးကဂိမ်းထွက်ပြမယ်ငါနောက်တစ်ခုဂိမ်းခုလိုက်ပါမယ်ရှင့်ငါပြိုင်ဘက်ကဘာလဲမသိအခုကဟိုစူပါမန်ဘယ်လိုလုပ်ရမှာပေါ့နော်လူတွေကြီးရကွာကြည့်ပါအောင်တို့ကြီးရအကြီးပဲ sorry ပါမှရှင့်စပကရတော့ဒါလေးပေါ့နော်ငါပြိုင်တမျက်ပြိုင်မှုတွေကစောက်တလွဲတွေပဲလုံးနေဝေါငါပြိုင်ဘက်ကအမတ်24နဲ့ငါကအမတ်328မှတ်တယ်ဘာဖြစ်လို့လဲသူတို့တော့အမျိုးမျိုး Stella ပဲ Stella ဒီလိုမျိုး Power Ranger နဲ့ကွာအဖေနဲ့ပေါက်လိုက်အောင်မအရင်ဆိုအဲ့လိုမျိုးစောရတာတော်တော်ကြာတော့အဲ့ဒါ Stella စပင်းအမဲအောင်လို့တော့အမဲအောင်သူတို့မျက်နှာငယ်ပဲသူ Stella ရေပြုံးပဲပြုံးအမဲလောက်တော့ Stella ပြိုင်ဘက်ကအညူရောင်လောက်တော့ကြာတော့သူကမျက်နှာရဟာအသေးမော်လောက်ထားအဲ့ဒါဘာသဘောလဲကျေးဇူးပြောပါကတော့ပါ Stella အချမ်းသွားလို့ပါ Okay ဒီခါ Stella baby လေးဆက်ပြီးကြည့်လိုက်ပါအောင် Stella ဘာဆိုရမှာလဲဆိုတာ Stella ဖန်လေးပေါ့နော် Oh Halloween but I'm so crazy I'm so scared but I have a joke and my family got a joke baby I'm so wait Halloween ရလေတလားခုနကလေအစိမ်းအောင်ဟာလွယ်ရမှာမဟုတ်Stellaမေ့ကွာအမဲအောင်လွယ်ရမှာတူရဟာဟိုဘက်ကတရားမျိုးနဲ့တမီးလို့လက်ခိုင်းမှာမဟုတ်ဘူးဟာငါတယ်မကဆောင်းမှတ်တယ်နေရတယ်လေငါကြားရမစလေးမဟာခင်းနေပေါက်လာအောင်ပေါ့နော်နောက်ပွဲတော့အခုနောက်ပွဲရှိပြီအချို့လို့လေးကြောက်ကိုခေါ်ဆောင်ရဲမင်းStella မှာသူများလို့ screen ခုန်နေပါတယ်မရှိသေးတော့တိခါပြီးကြည့်ကြပါဒီတော့ဖုန်းနဲ့ပဲလုံးနေရပါဘောနော်ဖတ်ပြပါမယ်သူဘာပြောလဲဆိုတာညီမတို့ဘာသာမြန်တော့ Hey sweet I can show you how to dress like a monster Okay အဲ့ဒါတော့သူကပြောတာများတယ်အခုဒီလိုမျိုးမသိဘူးပုံစံလို့ဟာငါစပင်းပုံစံလေးကြိုက်တယ်ဟိုဘက်ကတရားမျိုး show word သွားခိုင်းနေမဟုတ်ဘူးဒါပေမဲ့ Amazing ကျတော့စပစ်ကပြလိုက်ရပါတယ်ရှင် Trendy Okay ငါပြန်မကဒီခါကျလို့ရမှာလည်းမသိဘူးငါပြန်မကဆောင်းမှသေးရဲ့ငါကအမတ်မဆက်ရှင်မမဟုတ်ဘာလို့ငါအမတ်ဒီရောနေရလဲအရင်တော့ဆိုကြည့်ရတယ်ခဏပေါက်တဲ့ဟာပဲရှိတယ်ဒီဘွဲရဆောရဟာအားလုံးထဲမှာ Stella နိုင်ရမယ်ဂရီပေးရမနိုင် Stella ပဲပြီးသွားမလဲနော်ကြိုက်တယ်ဒီမျက်နှာပုံစံလေးပေါ့ကွယ်ဒီမျက်နှာပုံစံလေး Stella အရင်ကြိုက်ဖယ်ဒါပေမဲ့အရင်တော့မဟုတ်ပါဘူးကြိုက်ငါဒီခုနကလည်းဖတ်တာနဲ့သူပဲ Hey sweet I can show you how to dress like a monster Stella အဲ့လိုမျိုးခေါင်းစဉ်မဖတ်တတ်လာဆိုရင်တော့မမေ့ပါအခုတော့ Stella ပြိုင်းနေမဝါရီပြိုင်းနေမလို့မမေးတော့တာပေါ့နော်မမေးအခုမေးလိုက်ပါမမေး GALA ကဘာပြောတာလဲ GALA ကလာမသိဘူးမမေးရလေ Lovely Okay baby ဟာတယ်မမစက်တမတော့ငါကတော့မဖြစ်အောင်အဲ့လိုမဖြစ်အောင်ကိုရကပြောထားလိဆက်ဖြစ်လေးကိုကွဲပါပြီကွာဟာ6လောက်ရင်းနဲ့ပိတ်ကြနေတာငါ You better ကွာထားဆောပြမယ်ဒီတဝဲပဲရှုံးတယ်နောက်တဝဲမရှုံးစေရဘူး Stella ပါကွာ Stella subscribe လေးလိုချင်တယ်လေ view လေးလည်းလိုချင်တယ်လေ
အဲ့လိုမျိုး Stella လို့ဒီအဲ့လိုမျိုးကြိုးစားနေချင်း subscribe လုပ်ရင် hi လုပ်ရ Stella လာပြီး subscribe လုပ်ဝင်မယ် Stella လည်း subscribe လုပ်ပြီနော် Stella ကို subscribe လုပ်မ Stella လုပ်ဝင်မှာဖတ်ပြပါမယ် Hey sweet I can show you how to dress like a monster Oh ဒါဘာလဲမသိဘူးဒါတော့ငါနည်းနည်းသိ Amazing. Hey no it's my shoe Beautiful. ဖပြဆိုင်ရပါကျမတို့စီယူနေလို့စားနာပါကျမရမလို့ဆိုဖို့ယူလို့မမျိုးပြောပြီးစားနာပါရှင့်အဲ့ဒါစီရပါ Stella တို့မပါဘူးဟာကြိုင်တဲ့ခါကြိုင်တဲ့ခါဘယ်လိုကြည့်ရမှာပါငါနဲ့ဆိုလိမ yes ကွာဒါမှ ခဲဝင်ပြောနေခဲဝင်လို့ ဖပြမောင်လေးကိုနည်းနည်းမန်းနေရပါဟီဟီခဏပါဘူးဟာဘလမိုင်းလာကွာပုံစံတခြားကြည့်ထားအောင်နော်စပယ်ရအဲ့ရအောင်နော်အေးဒါနဲ့ဆို9ဘွက်ရှိပြီနော်ငါရှုပ်ခလို့ပါတိကျမကြည့်ပြကြပါခုနရှုံးနေပွဲရတော့မပါဘူးနော် Stella ထွက်မတော့လိုက်ဘူးဒါနဲ့ဆို9ဘွက်ရှိပြီကွဒီခါငါတိုင်ဘက်ကဘယ်သူဖြစ်မလဲဆိုတော့မျိုး Black Widow မနော်ငါသူပြရတဲ့အတိုင်းဝင်လာ Black ကတော့အဲ့ Okay လက်စရထားလေးပေါ့ Elegant. ဟာဟိုဘက်ကတည်းကဘိုင်းဝင်ညာလေဒီအယောင်တော့သူတို့ပြထားအဲ့အယောင်တော့ငါမမောင်းတော့ဆရာမမောင်းတော့အားရကဆက်ထားမယ်လားကွာဒါတော့အမှတ်30 sorry ပါဆရာတိတ်နေမကောင်းလို့နှိုင်းနာနဲ့အခုစီးရပါတော့နောက်ကကောင်းနေကလူချင်းတော့မသွားတာခုနမှာဟောပေါ်တော့စားလုံးနေကောင်းလို့လဲအဲ့ဖို့အောက်တန်းမှာလောက်တာအိမ်မပြောလို့ဒီအကောခန်းထဲကိုညနေလာလိုက်တာတော်တော်လေးအိပ်ပြောသွား6နာရီကျော်မှနိုးတယ်ပေါ့နော်3နာရီကျော်4နာရီလောက်ကအိပ်လိုက်တာ Stella မျိုးအိပ်တာပေါ့နော်အဲ့ချိန်ဖေးပြတော့ပြသွား Hey I can show you how to dress like a monster ငါတို့တောင်နည်းနည်းကြားနေပြီဟာဘာပြရမှာတော့လို့လောက်ကြပါအောင်ဟာဟာ Classy. Glamorous. အင်း Stella အဲ့ဒါဝမမြမန်သိကြည့်ရဒါပေမဲ့ Stella နိုင်မှာမလို့နိုင်မန်တီလို့ Stella ဝလိုက်ကြပါဖြစ်လဲ Cute. ကြည့်တယ်ကြော်ပါကြည့်ကြည့်ကြော် subscribe လုပ်ပြီးကြော်ပါလိုက်ငါကြတဲ့ကာစားခါနာငါကတော့အမတ်စနမကုမတ်19မှငါတာရင်နဲ့ထက်ကမချင်ရမှာတော့ရှင်တမမချစ်ချင်းဘာလို့ကောင်းမှာမလို့ဒီခါပဲကြည့်ပြကြနာဟာငါဒါတွေပဲပြောင်းနေရတယ်ဟဲ့6ဝင်တော့ဒါနဲ့ဆို9ဘွဲရှိပြီအခုဆောင်းမဲ့ဟာနဲ့ဆိုဒီမျက်နှာပုံစံလေးကြိုက်တယ်တလားအရင်တော့မဟုတ်ပါဘူးဒီဂိမ်းထဲမှာပြောဟာလာပြန်ပြီခုနဟာကြီးပဲလားအဲ့ဒီအခါကျရရလာရမှုတော့ခုနဟာကြီးပြန်ပြန်ရဟာဒီတစ်ခါနိုင်အောင်ပြန်လိုက်မယ် Channel လေး Stella ရဲ့ကြောင်လေးဖေး Stella တို့ရဲ့ခဲတဲ့အပေါ်မှာလာတက်ထားတာပေါ့နော် Stella မတန်းဆိုရအရင်ပျော်ရွှင်ကြကောင်းနေပတ်စံလေးရှိတယ် ဟဲ့အောင် channel ပြဲမယ် ပျော်ရွှင်ကြကောင်းနေဒါဆိုလည်းစစ်စစ်လုံးလုံးရှိပါတယ်ပေါ့နော်ရှင့် မင်းကလုံနေမှာတော့ပြေဟိုပြနေတယ် Cute. တော့လုံနေတော့ Stella ကြောင့်ဒီချက်ဆာတော့ ညမကြည့်ကြရင်းကြုံနေတာသူဘယ်ရောက်နေကြတာလိုက်ကြနေ အော်ဘယ်လိုဖက်ရပါလဲငါအမှ30ပြည့်ရတယ် Stella ကြောင့်ဒီကိုတွားပြီးအမပေးနေလို့ပါအော်ဒီဆိုယောဂမြောင်ပြရပါမယ်ဒီလိုပဲဆရာသူ့ကိုနော်ခြေထောက်ပြန်လာပြီးပါဦးဟဲ့လေခဏဘာဒါနဲ့ဆိုရှစ်ပွဲနော် Stella ဆိုတာ Stella နော်ဟုတ်ပါရှစ်ပွဲဒါနဲ့ဆိုရှစ်ပွဲအခုဆောက်မဲ့ဝဲနဲ့ဆိုရှစ်ပွဲအော်ပြီးပြီဟာ Stella မောင်လေးကြည့်နေဟာပါအော်ခုနတဲခဏရတယ်တန်းခဏလို့ပြန်ဆောင်ဒီစပယ်ပုံစံလေးကြိုက်ဟာလာပြန်ပြီHey, I can show you draw like a mustache. ဒါပဲမှာ Stella ဘုန်းကြီးမှကြည့်လိုက်
သူပြောနေ ဘာလုံးချင်တာလဲမင်းလုံးချင်တာကိုမင်းတေချာလို့ Cute. ကြောင်လို့ရှိရင်ဘုံပြီးပိတ်လိုက်အေးဖုံးအားကျွင်းလိုက်တော့မင်းမကိုင်းနဲ့တော့ဘုံ ဆူးနေပါ ဘာလုံးမလဲအေးမင်းအိတ်တဲ့ဒီကြောင်ကိုင်းတော့အားသူ Sexy. ဖုံးကိုင်းကမင်းကလုံးပါနော်ဟေးရ Trendy. ဒီယောက်ျားတော့မင်းစကားဒီပြောနေ မင်းတို့ကြောင်နဲ့လောက်တာမဟုတ်ဘူးသူကနေနေတယ် ဘာတာပြန်ဆိုဟီယိုပဲပြန်နေရဒါနဲ့ဆိုကိုပဲအခုဆုံးမှာနဲ့ဆိုကိုပဲဆွေးအောင်မတော့မေဝါလို့ဆိုနေကွန်ဒီစေကောနော်ဒါနဲ့ဆိုကိုပဲအခုဆုံးဒီဒါနဲ့ဆိုကိုပဲဒီနေ့တော့တိတ်တော့မကြိုက်ဘူးဟာခွေး Glowing. ကြည့်ပါ Fabulous. စားရှိခွန် Amazing. ဟဲဒီလိုရမှာ Elegant. ဟာငါမဝိုင်းခဏခဏကမစနမချောက်မကရကရโอเคဒီကပါပြီအော်ပါပြီပေါ်လာပြီဒါနဲ့ဆိုစေပွဲအော်ဒီမျက်နှာပုံစံဒီကြိုက်တယ်ဟာမဲလိုက်ဟာပါဗျာမအော်လို့ရှိအောင်မ Glowing. ဒါဒီ Amazing. ရရှိအောင်မချနေတာရတယ်ဘာမှမဖြစ်ဘူးလိုက်ပြီးရော Cute. အော်ပြောက်သွားအော်ထောင်းရောက်သွားပြန်ပြီငါကြောက်ဟုတ်ပါပြီ Elegant. ထိုင်ပါဆိုင်ဘာဖြစ်မကနေစတုံးမဟာဒီကမရောလာမဟိုကွာဒီဝဲပြီးငါနိုင်မောက်အဘုံတော့မနေဟဲလုံးလိုက်တာတော့ရဆက်လိုက်တာโอเคဒီကစတလောတော့ဆယ်ပြောက်ပွဲကိုလာပါပဲဖြစ်ပါစပဂေးရတယ်ဒီနေ့နောက်ပုံစံတော့ကြိုက်တယ်ဒါမှစပဂေးဒီကမ်းချ subscribe like and view please အော်ចောင်းသူပုံစံပေါ့နော်ဆက်ပြမယ်ဟဲ့ဆိုအခါရှိုးဒေါ်လာရမူစတာနော်အဲ့ဒါပဲနော်အဲ့ဒါပဲသူတို့တစ်ခါတော့ပြောနေဟဲ့ចောင်းသူပွဲလားဘာပွဲလားဟဲ့မသိဘူးငါဝှချင်တာဝှလိုက်မယ်ဘယ်လိုလဲမသိဘယ်လိုလဲမသိစတယ်ဝှလိုက်ကြ Glamorous. ဒါမဲ့ငါလိုက်ငါအနီရောင်းကြတဲ့တမျိုးရှိတယ်လို့ဝှလိုက်ကြအနီရောင်းကြ Classy. အနီရောင်းကြတမျိုးဖြစ်နေငါနိုင်မလားရှုံးမနိုင်မဒီကတိငါပြန်မကစငါမှဟာငါရှုံးနေဟာဒီတော့လဲငါ73ရထဲ sorry ပါရှင်နာလူဝဲရှောင်းအောင်ဆော့ပေးမယ်မလို့နိုင်အောင်ဆော့ပေးမယ်ဖေဖေအကြောင်းလေးကိုအစားနှပြခေါ်နေပါရှင်မမေကဖုန်းကြည့်နေပါရှင်မောင်လေးကဖုန်းကြည့်နေပါရှင်ဖေဖေကလည်းသူတို့မှသူဖုန်းကြည့်ပါရှင်โอเคအော်လာပြုတ်ပြီကွာActually, I can show you the Lion stock. You know, Luffy fan la. Lovely. Oh, Luffy fan la, Naruto fan la, Bio Baga fan la, Real Magic fan la. Stunning. Baga fan so you know, like the. I'm a subscribe one. Lovely. Subscribe no, subscribe. Like and subscribe please. Naima did one Naima. Oh, second chicken Naima. Did one Naima.
Okay 9နဲ့မြင်လား Stella 9နဲ့နော် Stella 9နဲ့နော်တွေ့ရနော် Stella 9နဲ့နော်ဖိနေပါလား Stella 9နဲ့နော်ရှင်တို့တွေ့ကြနော် Okay Stella လာဒီပတ်တူးပေါ့နော်ဖတ်တူးထိပဲပေါ့နော်မလောက်ရင်ဖတ်တူးပေါ့ကျန်တာရော Stella မသိသေး Thank you for watching နောက် video စောင့်မျှော်ပေးပါအောင် subscribe like please bye bye